ကျွန်တော်တို့ရဲ့ EBS Enterprise Software မှာဆိုလို့ရှိရင်ကုန်ပစ္စည်းတစ်ခုချင်းစီရဲ့ကုန်လက်ကျန်ကုန်ပစ္စည်းအုပ်စုတစ်ခုချင်းစီရဲ့ကုန်လက်ကျန်ကုန်ပစ္စည်းအားလုံးရဲ့ကုန်လက်ကျန်တွေကိုကလစ်တစ်ချက်နှိပ်ရုံနဲ့သိရှိနိုင်ပါတယ်ရှင်မင်္ဂလာပါကျွန်တော်ကတော့အေးသူစာပါလက်ရှိမှာ IT Star Software Company မှာ Software Consultant အနေနဲ့တာဝန်ယူထားတာပဲဖြစ်ပါတယ်ရှင်အခုပြောပြပေးမယ့်အကြောင်းအရာကတော့အိမ်ဆောက်ပစ္စည်းဆိုင်တွေမှာကြုံတွေ့နေရတဲ့ပြဿနာ၃ခုအကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်ရှင်ပထမဦးဆုံးအချက်အနေနဲ့အိမ်ဆောက်ပစ္စည်းဆိုင်တွေမှာပစ္စည်းမျိုးမြင့်အများများတဲ့အတွက်ဈေးနှုန်းမမိတဲ့ပြဿနာအကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်ရှင်လက်လီလက်ကားရောင်းတဲ့အိမ်ဆောက်ပစ္စည်းဆိုင်တွေမှာဆိုရင်ပစ္စည်းရည်အတွက်အများများတဲ့အတွက်ဈေးနှုန်းမမိတဲ့ပြဿနာကိုကြုံတွေ့နေကြရပါတယ်ကုန်ပစ္စည်းရဲ့ဈေးနှုန်းကိုမမှတ်မိပဲရောင်းပုံချမှာပစ္စည်းရဲ့ဈေးနှုန်းကိုမှားယွင်းမိတဲ့အခါငွေစင်းတွေမှာပြီးငွေစင်းမကိုက်တဲ့ပြဿနာကိုပါဖြစ်စေနိုင်ပါတယ်။ဒီပြဿနာကနောက်ဆုံးမှာလုပ်ငန်းအတွက်အရှုံးမြတ်ကိုပါထိခိုက်စေနိုင်ပါတယ်။ဒီလိုအခက်အခဲတွေကိုဖြေရှင်းဖို့အတွက် system ကောင်းတစ်ခုဖြစ်တဲ့ကျွန်တော်တို့ရဲ့ EBS Enterprise Software အကြောင်းကိုရှင်းပြပေးချင်ပါတယ်။ Enterprise Software ထဲမှာဆိုရင်လက်လီဈေးလက်ကားဈေးတွေကိုပထမတစ်ချိန်သတ်မှတ်ထားရုံနဲ့နောက်ထပ်တစ်ချိန်ဈေးနှုန်းမပြောင်းမချင်းထပ်မံပြောင်းစရာမလိုပါဘူးရှင်။အကယ်၍ဈေးနှုန်းပြောင်းလဲသွားခဲ့တယ်ဆိုလို့ရှိရင်လည်းပစ္စည်းတစ်ခုချင်းဖြစ်စေပစ္စည်းအုပ်စုလိုက်ဖြစ်စေပစ္စည်းအားလုံးကိုဖြစ်စေအလွယ်တကူဈေးနှုန်းပြောင်းလို့ရတဲ့ system တစ်ခုကျွန်တော်တို့ရဲ့ software မှာပါရှိပါတယ်ဒီ system ကဈေးနှုန်းမမှတ်မိတဲ့ပြဿနာနဲ့ဈေးနှုန်းအပြောင်းလဲမှာဈေးပြောင်းရတာကြားတဲ့အခက်အခဲကိုအလွယ်တကူဖြေရှင်းပေးသွားနိုင်မှာပဲဖြစ်ပါတယ်ရှင်ဒုတိယအချက်ကတော့အကျွေးစင်းစီမံခန့်ခွဲမှုအတွက် system ကောင်းကောင်းမရှိတဲ့လုပ်ငန်းတွေမှာဆိုလို့ရှိရင်အခက်အခဲဖြစ်နေတဲ့ပြဿနာအကြောင်းပြောပြပေးသွားမှာဖြစ်ပါတယ်ရှင်ကိုကအကျွေးဝယ်ထားတဲ့ supplier တွေစီကိုပေးရမယ့်အကျွေးစည်းရင်းနဲ့ကိုကအကျွေးရောင်းထားတဲ့ customer တွေစီကနေရမယ့်အကျွေးစည်းရင်းတွေကိုတေချာစနစ်တကျ list လုပ်မထားဘူးဆိုလို့ရှိရင်ပေးစရာရှိတာနဲ့ရစရာရှိတဲ့အကျွေးတွေကိုတိကျကျသိနိုင်မှာမဟုတ်ပါဘူးရှင်။အဲ့ဒီလိုပေးစရာရှိတဲ့စည်းရင်းနဲ့ရစရာရှိတဲ့စည်းရင်းတွေကိုတိကျကျလုပ်မထားဘူးဆိုလို့ရှိရင်လုပ်ငန်းရဲ့ cash flow ကိုလည်းတေချာထိန်းသိမ်းနိုင်မှာမဟုတ်ပါဘူးရှင်။ဒီအချက်တွေကိုဖြေရှင်းဖို့ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ EBS Enterprise Software မှာပေးစရာရှိတာနဲ့ရစရာရှိတာတွေကိုတဦးချင်းစီအလိုက်အသေးစိတ်မှတ်သားနိုင်ပြီးတော့ငွေစင်းတစ်ခုချင်းစီရဲ့ငွေအဝင်ထွက်တွေကိုစနစ်တကျမှတ်သားလို့ရတဲ့စနစ်တွေပါဝင်ပါတယ်ရှင်။အဲဒါကြောင့်အကျွေးစင်းစီမံခန့်ခွဲမှုစီရင်ကိုကျွန်တော်တို့ရဲ့ EBS Enterprise Software နဲ့တိကျလေးထိန်းလို့ရပါတယ်ရှင်။နောက်ဆုံးချက်ကတော့ stock ပြဿနာအကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်ရှင်။ဒီလောက်ပစ္စည်းဆိုင်တွေမှာဆိုလို့ရှိရင်ကုန်ပစ္စည်းမျိုးမြေအများများတဲ့အတွက်ကုန်လက်ကျန်ချင်းချုပ်တဲ့စနစ်မှာဆိုလို့ရှိရင်အခက်အခဲတွေဖြစ်နေကြပါတယ်ရှင်။ system ကောင်းတစ်ခုမရှိရင်ဘာတွေဖြစ်လာနိုင်လဲဆိုတော့ခါကြတော့ကိုယ်တော်မှာတော့ပစ္စည်းရရှိပြီးတော့အဲ့ဒီပစ္စည်းကမမြင်နိုင်တဲ့နေရာမျိုးတွေမှာရောက်နေတာမျိုးဆိုလို့ရှိရင်မလိုအပ်ဘဲနဲ့အဲ့ဒီပစ္စည်းတွေကိုထပ်ဝယ်မိတာမျိုးတွေနောက်တစ်ခုကကြတော့ညီမတို့ကိုယ်တော်မှာတော့ပစ္စည်းရမရှိတော့ဘူးဒါပေမဲ့ကိုယ်မှာရှိတဲ့ပစ္စည်းစင်းရင်ကိုတိကျကျမသိတဲ့အတွက်ကြောင့်မို့လို့ထပ်ဝယ်ဖို့အတွက်လိုအပ်တာမျိုးတွေကိုမသိနိုင်တာမျိုးတွေကိုယ်တော်မှာပစ္စည်းထားတာကြာပြီးတော့မှပစ္စည်းတွေကပျက်စီးသွားတာမျိုးတွေဆိုလို့ရှိရင် store ရဲ့တန်ဖိုးတွေကိုတိကျကျမသိနိုင်တော့တဲ့အတွက် store တန်ဖိုးတွေကိုဘယ်လောက်ရှိတယ်ဆိုတာတွေ store တွေဘာတွေပြန်ဝယ်ရမယ်ဆိုတာမျိုးတွေကိုမသိတာမျိုးဖြစ်နိုင်ပါတယ်ရှင်ဒီအချက်တွေကိုဖြည့်ရှင်းပေးနိုင်တဲ့ကျွန်တော်တို့ရဲ့ EBS Enterprise Software မှာဆိုလို့ရှိရင်ကုန်ပစ္စည်းတစ်ခုချင်းစီရဲ့ကုန်လက်ကျန်ကုန်ပစ္စည်းအုပ်စုတစ်ခုချင်းစီရဲ့ကုန်လက်ကျန်ကုန်ပစ္စည်းအားလုံးရဲ့ကုန်လက်ကျန်တွေကိုကလစ်တစ်ချက်နှိပ်ရုံနဲ့သိရှိနိုင်ပါတယ်ရှင်။နောက်ပြီးတော့ EBS Enterprise Software ထဲမှာ maximum stock နဲ့ minimum stock limitation တွေကိုတစ်ချိန်သတ်မှတ်ထားရုံနဲ့ပစ္စည်းသားကိုယ်တောင်တွေရဲ့ပစ္စည်းလက်ကျန်တွေကအနည်းဆုံးအောက်ကိုရောက်သွားတယ်ဆိုလို့ရှိရင်ဘယ်လိုလျောက်တွက်ချက်ပေးတဲ့စနစ်ပါဝင်ပါတယ်ရှင်။အခုပြောပြပေးခဲ့တာတွေနဲ့ပတ်သက်ပြီးမိမိတို့လုပ်ငန်းမှာကြုံတွေ့နေရတဲ့ပြဿနာတွေကိုမြင်သွားမယ်လို့ယုံကြည်ပါတယ်ရှင်။ကျွန်တော်တို့ IT Star ရဲ့ EBS Enterprise Software ကိုစိတ်ဝင်စားရဆိုရင် software demo အခမဲ့ပြပေးနိုင်ပါတယ်ရှင်။ကျေးဇူးတင်ပါတယ်ရှင်။